ဆိုလာတက်စင်တဲ့လောကမှာဘက်ထရီအင်ဗာတာအကုန်လုံးရောင်းချရတဲ့လူပဲဖြစ်ဖြစ် sharing လုပ်တဲ့လူတွေအကုန်လုံးကတော့သူတို့ရဲ့ product ရဲ့ feature တွေပြောတယ်ပေါ့နော်ဘယ်လိုအားသာချက်တွေဘယ်လိုအချက်လက်တွေပါတယ်ဆိုတာပြောကြတယ်advantage တွေဆိုတော့အတူရဲ့ဘယ်သူတွေပို့ပြီးပါပို့ကောင်းပါတယ်ဆိုတာကိုပြောကြပါတယ်you benefit ဆိုတဲ့ client ရဲ့long time ရမယ် client benefit ကိုပြောတာအားနေတယ်လို့ကျွန်တော်တို့မြင်ပါတယ်ဆိုအခုဒီ battery ကိစ္စပြောကြမယ်ဆိုရင် high voltage battery တွေ market ထဲမှာရှိပါတယ်တော်တော်များများလည်းလက်ရှိတော့ရှိနေပါပြီ high voltage series ပဲဖြစ်ဖြစ်အကုန်တော်တော်များ battery လောကထဲမှာအများကြီးရှိကြပါတယ် brand ပေါင်းလုံးရှိတယ် solar တက်စင်ပြီး battery သုံးတဲ့ခါမှာ battery စီကစွမ်းရင်အပြည့်အဝအောင်မရကြဘူးလို့ခံစားကြနေကြတယ်နောက်တစ်ခုကဘာကြောင့်လဲဆိုတာလဲကျွန်တော်တို့မှာအဖြေတစ်ခုရှိပါတယ်ပုံမှန် high voltage battery စနစ်တွေက module တစ်ခု module ဆိုဒီနေရာမှာ module က battery 8လုံးတွဲမှာတစ်လုံးကန်လေးပါတာကို module လို့လည်းခေါ်တယ်12လုံးတွဲမှာဖြစ်ဖြစ် module ဆိုတာဒါကို3လုံးကြီးဖြစ်ပါတော့သူက module တစ်ခုဒီ battery တစ်လုံးကအားနေတာပဲဖြစ်တာပဲဖြစ်သွားတဲ့ခါကျရင်သူကခွင်းဆက်တစ်ခုမှာတန်ကြိုးတစ်ခွင်းပြတ်သွားရင်ကျန်တာတွေသုံးမရတဲ့ဒီလိုမျိုးပဲဒါbattery တစ်လုံးဖေးတာနဲ့ operation ကအကုန်ရပ်သွားအောင်ဒါသူ့ရဲ့ series ချိတ်တဲ့ high voltage series တွေရဲ့တဘောမှာဖြစ်နေကြကိစ္စပေါ့နောက်တစ်ချက်ကကျတော့နောက်မှ battery ကိုအစ်စ်တိုးခြင်းနဲ့ဥပမာအိမ်သုံးက6လုံးလောက်ပဲ54.2 ကို280ပဲဖြစ်300ပဲဖြစ်314ပဲဖြစ်6လုံးလောက်ပဲလိုသေးတယ်သူကတော့8လုံးတော့တက်လိုက်ရပြီတို့တော့နောက်မှတိုးကျင်တာတကယ်ကြီးသူ့လိုအချက်ကကီလိုဝက်ဟာဝါတိတ်အဲ့လောက်ထိမသုံးဖို့မလိုဒါပေမဲ့ဝယ်လိုက်ရတယ် CV ဓမားတွေဖြစ်တဲ့အတွက် battery ဒီနောက်မှတိုးဝင်လဲသူတို့ကအဲ့ CV ဓမားတွေမှာမရှိဘာဖြစ်လို့မရှိလဲဆိုတော့သူကအစ်စ်ထပ်တိုးခြင်းနဲ့အဟောင်းနဲ့ရောသုံးမှုခက်ခဲတာတွေအနေရှိတဲ့ဘိုးမြင့်တာတွေအများနဲ့စိုးရင်ကြတွေမှာရှိနေတယ်ပေါ့ဒါတွေကိုကောင်းဆုံးဖြည့်ရှင်းပေးလိုက်တာတော့စစ်နယ်ကြီးရဲ့ battery optimizer ပဲဖြစ်တယ်သူကတခြား battery နဲ့ဘာကွာလဲဆိုတော့အဓိက3ချက်ရှိတယ် battery optimizer အဲ့တော့ module level တစ်ခုချင်းဒီမှာ battery optimizer battery module တစ်ခုချင်းဒီမှာစီမံခန့်ခွဲပေးတဲ့ဟာရှိရဲအားနေနေရင်တစ်လုံးအားနေနေအောင်သူ့ရဲ့ဆွမ်းဆောင်ရည်ကိုပြေဝထုတ်ပေးတဲ့ကျန်တဲ့လုံးတွေကသူ့လို့တယ်ပေါ့ဒုတိယချက်ကအဟောင်းနဲ့တည်တွဲတုံးလို့ရတယ်ပေါ့ဥပမာ battery ကျွန်တော်တို့က3လုံးမလိုဒီ2လုံးနဲ့ပဲစားတယ်2လုံးနဲ့ပဲစားပြီးနောက်တစ်လုံးကိုနောက်တစ်နှစ်လောက်မှသူ့ရဲ့အခြေအနေသူ့ရဲ့pain point ရ tension pain point ရတက်မယ်ဆိုရင်ကျွန်တော်တို့က installer ကလည်းနောက်နေ့ကျမှသူ့ကိုပဲခေါ်ပြီးတက်ဆိုရင်တက်ခွင့်ရှိတဲ့ဟာမျိုးပေါ့အဲ့တော့အဟောင်းနဲ့အသေးစိတ်ကြရောသုံးလို့ရတယ်ဆိုတဲ့ industry ထဲမှာ battery မရှိတာက optimizer ကျွန်တော်တို့လိုမျိုးအခုစစ်နယ်ကြီးရဲ့ optimizer အကြောင်းကိုကျွန်တော်တို့2022ရဲ့နောက်ပိုင်းနောက်မှာကျွန်တော်တို့ပြောလာတာအချင်းချင်းကြားမှာတော့ရှိပါတယ်performance ရအောင်အခုလက်ရှိမှာဆိုရင်8 kW အရင်တော့ထွက်ခဲ့တယ်အခု10ထွက်တယ်8နဲ့10ကိုလက်ရှိတွဲတုံးနေတယ်ဆိုတော့စိတ်ကြိုက်ကျွန်တော်တို့ကဝယ်ယူစမ်းတက်လို့ရနေပြီပေါ့နော်အဟောင်းနဲ့အစ်ကိုအဟောင်းနဲ့အစ်ကိုတွဲတုံးတဲ့ကိစ္စပေါ့အစ်နဲ့အဟောင်းကြောင့် performance ကိုညှိပေးရဆိုတဲ့ဒုတိယချက်ဖြစ်တယ်တတိယချက်ကတော့ safety ပါအရေးပေါ်အချိန်ဒီမှာ module တစ်ခုချင်းကြီးပို့အောင်သူက0 voltage အထိကိုဆွဲချပေးပြီးတော့ rapid shutdown စနစ်ပါဝင်လို့သူတက်စင်တဲ့လူတွေတုံးဆွဲတဲ့တူရောအနေနဲ့ကင်းနဲ့စိတ်ကြလက်ချအသုံးပြုလို့ရတယ်။ဒါကြောင့်ဆွဲရည်လေးလွဲမရှိတဲ့ခေမီပြီးစိတ်ချတဲ့ smart ဖြစ်တဲ့ battery လိုချင်တယ်ဆိုရင်စစ်နယ်ကြီးရဲ့ battery optimizer ပါတာကိုပဲရွေးချယ်လို့ရမယ်။ပုံမှန် smart ကြတဲ့ဒီ solar စနစ်တစ်ခုကိုဒီအကောင့်ထဲပေါ်လို့လည်းရနိုင်မယ်ပေါ့ဒီကိစ္စကပေါ့။ဒါကြောင့်ကျွန်တော်တို့က long time မှာဆိုရင် owner ရဲ့ benefit installer ရဲ့သူ့ရဲ့ service မသွားတဲ့ benefit ပေါ့နော်။အဲ့လာကို brand က solution ပေးတာတယ်။ဒီ battery ကြောင်းအများပြောကြတဲ့အတိုင်းပဲမီတာစေဘူးပါတယ်အစုံပေါ့နော်သူရဲ့အဲ့ဟာကျွန်တော်တို့မှာအလားတွေကအခြေခံချက်တွေဖြစ်အကုန်လုံးကပါပြီးသားပါဒါပေမဲ့ battery optimizer မပါတဲ့အကြောင်းရဲ့အားနည်းချက်အားသာချက်ကို battery လောကမှာပြောဖို့အရန်ခက်ခဲသွားတဲ့နီးပညာတစ်ခုကိုစစ်နယ်ကြီးမှာပဲဖြည့်ရှင်းပေးထားတာကတော့ကျွန်တော်တို့အတွက်အရေးကြီးတဲ့အချက်လို့ long time မှာသတ်မှတ်လို့ရပါတယ်